104ချိန်မြောက်အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကိုဂုဏ်ပြုသောအဖြစ်သမဝါယမဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကိုပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနယုံအစည်းအဝေးခန်းမမှာပြုလုပ်ခဲ့ပါတယ်။သတင်းပြေဆုံးကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။ပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကိုနှစ်စဉ်ဇူလိုင်လပထမပတ်မှာကမ္ဘာတဝန်းလုံး၌ကျင်းပလေ့ရှိပါတယ်။ပဲခူးတိုင်းဒေသကြီးအနေနဲ့104ချိန်မြောက်အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထင်အမှတ်ဖြစ်ပြည်သူကိုအသိပညာပေးခြင်းနဲ့အဖွဲ့အစည်းများကြားမှာပူးပေါင်းဆောင်ရွက်မှုပုံမအားကောင်းလာစေရန်ရည်ရွယ်ပြီးအခုလိုသမဝါယမဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကျင်းပခဲ့တာဖြစ်တယ်လို့တာဝန်ရှိသူကအခုလိုပြောကြားထားပါတယ်။ဆွေးနွေးပွဲမှာတော့ကျွန်တော်တို့ဒီအဖွဲ့6ဖွဲ့ကျွန်တော်တို့ဖွဲ့စည်းထားရှိပြီးတော့ KI တိုင်းကျွန်တော်တို့ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်ပါ။အဲဒီမှာကျွန်တော်တို့ဒီခေါင်းစဉ်6ခုမှာမဲနှိုက်ရွေးချယ်ပြီးတော့ကျွန်တော်တို့ရွေးချယ်ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်ပါ။အဓိကအပြင်သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဘယ်လိုဆောင်ရွက်ရမလဲပေါ့နော်။ဆောင်ရွက်တဲ့အခါမှာကျွန်တော်တို့ဒီတက်ရောက်လာတဲ့ဝန်ထမ်းတွေကနေပြီးတော့ကျွန်တော်တို့ဒီတွေးခေါ်ကြံတွေကိုရယူပြီးတော့ရရှိတဲ့ရလဒ်ပေါ်မှာကျွန်တော်တို့ဒီရုံးချုပ်ကိုကျွန်တော်တင်ပြပြီးတော့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။တို့ဒီလုပ်ငန်းတွေကိုလုပ်တဲ့အခါမှာကျွန်တော်တို့ဝန်ထမ်းတွေအောက်ခြေရအတန်းကိုလည်းကျွန်တော်တို့ကြားကျင်တယ်ပေါ့နော်။ကြားကျင်ပြီးတော့ကျွန်တော်ဒီဥစ္စာတွေကိုလုပ်ငန်းတွေခေါင်းတွေပေါ်ဆောင်ရွက်ဖို့အတွက်ကိုဒီဥစ္စာတွေကိုကျွန်တော်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။သမဝါယမစနစ်ဆိုတာအများအကျိုးအတွက်တဦးချင်းစီကပူးပေါင်းပါဝင်ဆောင်ရွက်ပြီးအများရဲ့စီမံခန့်ခွဲမှုနဲ့လူမှုစီးပွားဖွံ့ဖြိုးရေးကိုဥတီဆောင်ရွက်ကြကရရှိလာတဲ့အကျိုးမြတ်ကိုမျှဝေခံစားကြတဲ့စုပေါင်းဆောင်ရွက်တဲ့စနစ်တစ်ခုဖြစ်ကြောင်းသိရပါတယ်။ဒီသတင်းကိုတော့ပဲခူးတိုင်းဌာနခွဲကပေးပို့ထားတာဖြစ်ပါတယ်။